ဘယ်လောက်စီးနိုင်လဲလားအစီအစဉ်ကိုအကောင်းဆုံးလုပ်တာအေးလာပါလားအထက်ကတန်ကြီးရဲ့သမီးမျိုးများသားမျိုးများနဲ့တော့ဆရာကြီးရဲ့ဆရာမကြီးများတို့ကြီးကြပ်တဲ့ကထိန်ကြီး29ကြိမ်မြောက်ကထိန်ပွဲတော်ကြီးကိုခုလိုဒီကတောက်ရောက်စွာလက်တဲ့ချင်းကိုဝါသာအားရနဲ့ကြိုးဆိုပါတယ်ခင်ဗျာဆက်တဲ့ကခင်ဗျာမိုးပြေလာတော့ပါဘူး7နာရီကျော်မှရွာမှာ7နာရီဟိုဘက်တန်းမှာကျော်တယ်ဒီလိုမနေ့ပိုင်းတော့ဒါပါပြီခင်ဗျာဆက်တဲ့ပါခင်ဗျာလာရတဲ့သမီးတွေပြောနေရတော့သားတွေသမီးတွေသားတွေသမီးတွေတော့အလားဟာတစ်သက်လုံးမြမကိုသွားဆောင်နိုင်တဲ့အဖြစ်လာတဲ့ကြပါစေကောင်းတော်လို့သမီးတွေကိုအထူးမေတ္တာပို့ပတ်တမ်းပေးပါတယ်ခင်ဗျာနောက်မှာပရိသေတွေကြပါသေးတယ်ခင်ဗျာနောက်ပိတ်ဆုံးပရိသေတွေကခုမှလာနေပါတယ်ပထမညက်ကြီးရတော့ဆိုတာပြီးကြတဲ့ပိုက်ဆံတွေဆိုမှဆိုလို့အုပ်ပါပါတယ်ခင်ဗျာလာရေတော့ကချက်ကြီးနဲ့လာတယ်ခင်ဗျာအေးငါတို့ချက်ဖာနိုင်ရွှေပလားနဲ့ချက်သားကိုင်းမင်းတို့ချက်ဖာရှုံအေးတို့ချက်ဖာနိုင်ပါတယ်ခင်ဗျာသာသာလားခင်ဗျာဝါလာအာရနဲ့အခုလိုပဲဇာတိအထက်ကနေ29ကြိမ်ရောက်ကိုဘုလိုဒီကံပြဒနာပြုသွားတာကိုတဲ့ရတာကိုဝါလာအာရနဲ့အထူးပဲမှတ်တမ်းပေးနေပါတယ်ခင်ဗျာဒါအထက်ကဇာတိစုပေါင်းပုံသိကြီးပါခင်ဗျာဒါပဲဘယ်လားအော်ဒါပဲ
ကောင်းမေးတယ်လို့ပါဘောဟုတ်တယ်အေးတော့ပါသားလေးတွေဖုန်းပြကြရဲ့ကတယ်သမီးတွေလာလိုက်တာပညာတွေကတော့မြန်မာမှာကဘာကိုမချုံနိုင်တဲ့ပညာတွေနဲ့ပြည့်စုံတဲ့သမီးတွေဖြစ်ပါစေကောင်းသောလို့အထူးကိုမှတ်တတ်တင်ပါတယ်ခင်ဗျာဆရာမတွေလိုက်ပြီဦးသက်ပါပြောပြီးသားကျုပ်တစ်ခေါက်ကြပါခင်ဗျာလူသားပြတဲ့တာပြုပါပါတယ်ခင်ဗျာဦးသက်ပါပြောပြီးသားကျုပ်တစ်ခေါက်ကြပါခင်ဗျာလူသားပြတဲ့တာပြုပါပါတယ်ခင်ဗျာဘာနဲ့တရားလုံးချက်ကပါရရပါရီလာလို့သမီးတွေပါသမီးတွေပါလေတော့မြန်မာမှာကဘာကိုသွားချုံနိုင်တဲ့ပညာတွေနဲ့ပြည့်စုံပါစေလို့ပါတော့သမီးတို့ကိုအထူးအပေးပြီးတော့မှတ်တတ်တင်ပါတယ်ခင်ဗျာလာပါကဗျာနိုင်ရပါစေ။ရဟန်းကျမ်းစာပြောရတဲ့ဒါကိုသိသိလာ။ဒါအဘယ်တော့မှမရ။အဒါကကြောက်တော့ရှိရဲ့။သမီးကဘာမှမဖြစ်ဘူး။အခုဆိုရင်ယူလာတဲ့နာကပြမလိုက်ရ။အခုကခေါင်းလိုက်နဲ့ဖြစ်လာတဲ့သမီးတွေပါတယ်။မောလေးမှာဒါတော့ကြောင်လေးဟာကြောင်ကဒါမမေခွာလာတဲ့သမီးကြီးပေါ့ဒါကြိုင်အဲ့ဒါပသိန်းကြီးကအဲ့ဒါမိုးရင်းသွားဝယ်တော့8000နဲ့တတ်ဝယ်မရဘူးပင်းရင်းကနေပြီးတော့ဝယ်ဒီကြောင်လုံးအတွက်ကိုမှားတာလေကိုစားကြီးတစ်ထောင်လို့ပါပါတယ်ကိုစားကြီးတစ်ထောင်ပါခင်ဗျာအေဆိုရိုဆရာလူရပြတာပါပြပါပါတယ်ဟွာလေးကူရောင်လေးတွေကူရောင်ပါကူရောင်လေးတွေညာလေးတွေဘွားလေးတွေလာပါရောင်လေးဆရာမချောင်းဝမ်းဆရာမသူ့ကိုပသိန်းလိုက်ရတယ်တို့နဲ့တူသွားဒီမောအောင်တဲ့ကျေယာဘာဘာကျေယာကျေယာချိန်ခါဒီသူတို့ကိုကျွေးဖို့အတွက်ဒီကမှာခဏ29ကြိမ်ရောက်အထက်ကဗန်ဒီရဲ့ဘုရားတိုင်းပွဲကြီးတော့လေလာတဲ့နေရာမှာသမီးတော်သားတော်များအနာဂတ်မြန်မာနိုင်ငံပါလာတော့ကြီးကိုဆက်ဆောင်မဲ့သမီးတော်သားတော်များတွေကအလားဒီကိစ္စမှာအပြည့်စုံတော့ပါခင်ဗျာအားကြောင့်ဆရာမများကိုလည်းရတာအားရနဲ့စိတ်ခွင့်ဆက်လာပါလေကြားပါသိကြကြပါစေကုန်တော့ဆရာမများတို့ကြီးကြဖို့အောက်ပါဒီလိုလိမ္မာစွာပြည့်စုံလာတဲ့ပါမသမီးများကိုအထူးပဲဝါသာအားရပြီးကြိုးကြိုးမှတ်တတ်တင်ပါလေခင်ဗျာဒါပါတော့အချင်းတင်းနေတော့ဒါပဲခင်ဗျာဒီ29ကြိမ်ရောက်တယ်ဟိုမှာပြပြလေးမရတဲ့နေရာမှာရှိပါဦးခင်ဗျာ
ဘုရားအထက်ကဓာတိယဘုရားကြီးကိုခုလိုပဲကျောင်းသားများတို့ကြည့်ကြတယ်ကျောင်းတဲ့ဘုရားဆွမ်းတာခုလိုတွေ့ရတာဝါတာဆရာပါ ကျောင်း ဗျာ တော့ပါလား ဟဲ့အကြောင်းဆောင်ကြီးအများကြီးလာ လက်ပြင်ဘောပါပါလေဒီလည်းမမြင်အောင်ဘူးကြီးဒီဘက်ကတော့ဟွာလို့လည်းဂျိုးတုအရာမျိုးစုံလေးတွေသိသိ ဘုရားတော့ သိသိလေးတွေငါမျိုးပါလား ဘုရားတော့ပါဦးကြောက်တာရှာဒါကလည်းသိဖို့ကြီးလားအော်ပြေပြီးပြေပြီးအဲ့ဒါဟုတ်တယ်ဒါဘိုးပြောင်မျိုးပြီးတော့ဘိုးပြောင်မျိုးပြီးတော့နဲ့ကြောင်းသားအလဲပါဆိုတော့ဒါပဲဒါဘိုးပြောင်မျိုးပြီးတော့ဘိုးပြောင်မျိုးပြီးကြီးရ ဒီခိုင်တည်း အေးပြောကြကောင်းလိုက်တာသမီးတို့ပါလို့အနာကမြန်မာနိုင်ငံရဲ့ဥဆောင်မဲ့သားတွေသမီးတွေပါဒီသမီးတွေမြန်မာမကကဘာကိုလောဆယ်မဲ့ရဲ့သမီးတွေတရားနဲ့သားတွေတရားနဲ့ပြုလုပ်ကြပါစေကုန်တော်လို့အထူးမေတ္တာပို့ပါတယ်ခင်ဗျာ သူတန်းလေးတွေပဲဒီလား အေးဟာအေး ဒီရွာပါဦးကျော်လေး အေး လေးတော့ပြန် ဟောဒါက ဟိုကားနောက်ဆုံးဖြစ်နေလား ပါ အောက်ပေါ်မှာချက်ပြီးပါတော့အေးအေးကျမကြီးကျမကြီးကျမကြီး ဟောလေးမြန်လဲပါလေ